မင်္ဂလာပါမင်းနာဆန်ချောရှိတိုဒက်စကကျွန်တော်ဒီနေ့ဖူရုဆာတိုနိုးစင်းနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်どうぞよろしくお願いしますဖူရုဆာတိုနိုးစင်းဆိုတာကဘာလဲပေါ့နော်မြန်မာလိုတက်တဲ့ဘာသာပြန်မယ်ဆိုရင်မွေးရမြေအခွန်ဆောင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဒီမှာကအခွန်ဆောင်တယ်ဆိုတာထက်လှူဒန်းတယ်လို့အများကနားလည်ထားကြပါတယ်ဒီစနစ်ကိုဘာကြောင့်အကောင့်နဲ့ဖော်လဲဆိုတော့ဂျပန်နိုင်ငံမှာမြို့ကြီးပြကြီးတွေမှာကြတော့လူဦးရေထူထပ်ပြီးတော့အခွန်တွေအများပြားရရှိရပေါ့နော်တစ်ဖက်မှာကြတော့လူဦးရေနည်းပါးတဲ့နယ်ဒေသတွေမှာကြတော့အခွန်ရရှိမှုနှုန်းကနည်းပါးတယ်အဲ့ဒီအတွက်ကြောင့်အခွန်တွေအများပြားရရှိတဲ့မြို့ကြီးပြကြီးတွေကလူတွေကနေတဆင့်အခွန်နည်းပါးတဲ့ဒေသတွေကိုရောက်ရှိနိုင်အောင်အတွက်ကြောင့်ဒီစနစ်ကိုအကောင့်နဲ့ဖော်ရတယ်လို့ကျွန်တော်တို့သိရပါတယ်ဆိုတော့ဒီဖူရုဆာတိုနိုးစေးရဲ့စနစ်မှာကျွန်တော်တို့လူနိုင်ငံခြားသားတွေလည်းလှုပ်တင်လာပေါ့နော်လှုပ်တင်တဲ့လူရှိသလိုမလှုပ်တင်တဲ့လူတွေလည်းရှိပါတယ်ဘလို့လူတွေကမလှုပ်တင်လဲပေါ့နော်ပုံမှန်အားဖြင့်ဒီနိုင်ငံမှာနင်းမဆွချောဆဲလို့ခေါ်တဲ့နှစ်ကောအခွန်စီရင်ရှင်းတဲ့အခါမှာမိခိုလျှောက်ထားတဲ့သူတွေမိခိုလျှောက်တဲ့အခါမှာသူတစ်ယောက်ရှိမယ်နှစ်ယောက်ရှိမယ်တချို့တွေ3-4ယောက်ရှိကြပါတယ်အဲ့ဒီမိခိုလျှောက်တဲ့လူရေတပ်ပုံမူတည်ပြီးတော့နောက်တစ်နှစ်မှာသူတို့တွေကစောင့်ရမယ်နေထိုင်ခွန်တွေဝင်ငွေခွန်တွေကအထိုက်လျောက်တက်တာကြပါတယ်အဲ့တော့အဲ့လိုလူတွေအနေနဲ့ကဒကူတကဖူရုဆာတိုနိုးစေးကိုလှူစရာမလိုပါဘူးတစ်ဖက်မှာဒီလိုနေမဆွချောဆဲမှာမိကိုမလျှောက်ထားတဲ့သူတွေအနေနဲ့ကြတော့လှုပ်တင်တယ်လို့ကျွန်တော်ကမြင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဖူရုဆာတိုနိုးစေးမှာကျွန်တော်တို့တက်ဆိုင်ရာဒေတာကိုလှူဒန်းလိုက်ခြင်းအပြင်နောက်နှစ်မှာဆောင်ရမယ်နေထိုင်ခွန်တွေနောက်ဝင်ငွေခွန်တွေကကိုလှူဒန်းလိုက်တဲ့ပမာဏအလျောက်တက်တာခွင့်ရရှိမှာပေါ့နော်နောက်ပြီးတော့သက်ဆိုင်ရာဒေတာရဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့တွေကဒီဖူရုဆာတိုနိုးစေးကိုဘယ်လိုမျိုးလုပ်လို့ရလဲပေါ့နော်လှူဒန်းလို့ရလဲပေါ့အခုဒီမှာ application တွေကနေတစ်ဆင့်လှူဒန်းလို့ရပါတယ် PayPay လို့ application တွေ Rakuten လို့ application တွေအခုနောက်ပိုင်းမှာပေါ်နေတဲ့ဖူရုဆာတိုဆိုတဲ့ application ကနေတစ်ဆင့်လည်းလှူဒန်းလို့ရပါတယ်လှူဒန်းတဲ့ပုံစံကတော့ရိုးရှင်းလေးပါ application မှာသူတို့တက်ဆိုင်ရာ data ကနေပြီးတော့ဘာပစ္စည်းတွေကဘယ်လောက်ရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကိုယ်ကကြိုက်နှစ်သက်ရအောင်ရွေးချယ်ပြီးတော့ကိုကလွယ်ကူကူနဲ့ပဲလှူဒန်းလို့ရပါတယ်ကိုကဘယ်လောက်လှူဒန်းမယ်ဆိုတာမသိဘူးဆိုရင်အဲ့ဖူရုဆာတိုဆိုတဲ့ application မှာကိုယ့်ရဲ့တစ်နှစ်စာဝင်ငွေကိုထည့်ပြီးတော့ဘယ်လောက်အများဆုံးလှူဒန်းနိုင်လဲဆိုတာမျိုးကိုလည်းတွက်ချက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့တွေကအဲ့လိုလှူဒန်းပြီးပြီဆိုရင်သက်ဆိုင်ရာ data ရဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းရမယ်အဲ့ဒါအပြင်ကိုဒီဘလောက်လှူဒန်းခဲ့ပါတယ်ဆိုတော့အထောက်အထားပေါ့လေအထောက်အထားအဲ့သက်ဆိုင်ရာအစိုးရအဖွဲ့ data ရဲ့အစိုးရအဖွဲ့ရဲ့လက်မှတ်ကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့ဒီလက်မှတ်တွေရရှိလာလို့ရှိရင်ကိုကဒီအခွန်တွေကိုစောင့်ထားပြီးွားတဲ့အကြောင်းပေါ့နော်ဒါကိုနေထိုင်တဲ့နေရာမှာပြန်ပြီးတော့တင်ပြရပါတယ်အဲ့လိုတင်ပြတဲ့အခါမှာနည်းလမ်းတစ်ခုရှိပါတယ်ပထမတစ်ခုကကြတော့ဒီဖူရုဆာတို application မှာပါတဲ့ one stop service ပေါ့နော်အဲ့ဒါမှာကိုကတခါတည်းကိုကတင်လိုက်လို့ရတယ်ပေါ့နော်သူကဒီကိုလူတန်းတဲ့နေရာ9ခုနဲ့အောက်တော့ဖြစ်ရမယ်အဲ့ဒီအချက်တော့ရှိပါတယ်နောက်ပြီးတော့ဒီနှစ်အတွင်းပေါ့နော်ဒီနှစ်အတွင်းကိုကလောက်တယ်ဆိုရင်တစ်လပိုင်း10ရက်နေ့အထိကိုမဖြစ်မနေအဲ့ဒါကိုအပြီးလုပ်ထားဖို့လိုအပ်ပါတယ်အကယ်၍အဲ့ဒါကိုမလုပ်ဘူးနောက်လှူဒန်းတဲ့နေရာကလည်း9နေရာနဲ့အထက်ရှိခဲ့တယ်ဆိုရင်တော့ဒီနှစ်တစ်နှစ်ရဲ့2လပိုင်းကနေပြီးတော့3လပိုင်းချားမှာလောက်ရတဲ့အခွန်ရှင်းတန်းလို့ခေါ်တာပေါ့နော် competition ကိုပေါ့အဲ့ဒါမျိုးမှာကိုကတွားပြီးတော့ကိုယ့်အနေကိုတွားပြီးလုပ်လို့ရပါတယ်အဲ့ဒီသက်ဆိုင်ရာ data ကနေပေးပို့လာတဲ့ကိုယ့်ရဲ့ဒီလှူဒန်းတဲ့လက်မှတ်တွေပေါ့နော်ဒါတွေကိုယူပြီးတော့အဲ့ဒါမှာတွားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ကဒီစနစ်ကိုလုပ်လိုက်ခြင်းအပြင်လက်ဆောင်ပစ္စည်းတွေလည်းရမယ်နောက်ပြီးတော့ကိုယ့်ရဲ့နောက်နှစ်အခွန်မှာလည်းတက်တာခွင့်ရမယ်ဆိုတဲ့အတွက်ကြောင့်ဒါတွေကိုကိုကမိသားစုမိခုမထည့်ထားတဲ့သူတွေအနေနဲ့လုပ်ကြည့်တင်ပါတယ်ကျွန်တော်အနေနဲ့အဲ့လိုတိုက်တွန်းချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်စာနဲ့ရေးတင်ထားတဲ့ post လည်းရှိပါတယ်အဲ့ဒီ post ကိုလည်းဒီ first comments မှာကျွန်တော်ပြန်ပြီးတော့ link ထည့်ထားပေးပါမယ် okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေလွတ်မြောက်နိုင်ကြပါစေ